မျိုးဒီညီလေးလိုမျိုးပေါ့ဟိုပေါ့မင်္ဂလာပါကိုကြီးတော့ဝန်နိုင်အောင်စူးစမ်းပါမယ်အဲ့လိုမျိုးဖြစ်ရမှာအဲ့လိုမျိုးအတိတ်ကောင်းနမိတ်ကောင်းကွန်မန့်ကောင်းလေးတွေနဲ့ပြောရမှာစတဲ့ကကိုဘာမှမလုပ်နိုင်ဘူးဆိုဘယ်တော့မှလုပ်နိုင်မယ်လည်းမထင်တော့ဘူးပေါ့နော်ခုလက်ပါအမှန်တကယ်တော့ဗျာအိမ်မက်ဆိုတာကြီးမဲ့ရမှာဟိုတနေ့ကတော့တယောက်ကကွန်မန့်မှာရေးထားတယ်။ဘာရေးထားလဲဆိုလို့ရှိရင်ဒီလိုအိမ်မျိုးတော့ဝယ်နိုင်မှာမထင်ပါဘူးလေဒါပေမဲ့လည်းအားပေးပါမယ်။အဓိကကျတော့ဝယ်နိုင်ဘူးလို့လုံနည်းနဲ့မှပြောလို့မရဘူး။နက်ဘာဖြစ်မလဲဆိုတာပြောလို့မရဘူး။နက်ဘာအောင်မြင်မှုတွေပဲစက်တိုက်ရလာမလား။နက်ဘာကြာဆုံးမှုတွေပဲစက်တိုက်ရလာမလား။အဓိကတော့ဗျာဟိုကိုယ်တိုင်ကစူးစမ်းအားထုတ်နေတယ်ဆိုလို့ရှိရင်တော့80%လောက်ကတော့အောင်မြင်မှုရသွားပါခက်ခဲတွေကိုကြော်ဖြတ်နိုင်ပါပါကျွန်တော်ဖေကကျွန်တော်ငငယ်တော့တခါပြောဘူးလေကျွန်တော်ကအဲ့ဒီမှာပြင်းတော်စည်းထဲမှာနေတော့ B6 ပါဆိုတဲ့လေးဘင်းလေးကကျွန်တော်ရှေ့ဖြတ်မောင်းသွားတာ။အော်တို့ငါတို့ကဆင်းရဲလိုက်တာကွာလို့ဘာဖြစ်ဖြစ်လေးဘင်းလေးတစ်စီးလောက်စီးခွင့်ရတယ်ဆိုရင်တော့မှငါတို့ကျင်တတ်ပါပြီဆိုပြီးပြောခဲ့တာ။ကျွန်တော်ဖေကဘာပြောလဲဆိုတော့မင်းကွာတဲ့မှန်းတဲ့ဒီ B6 ကလေးဘင်းနဲ့တာတဲ့ဟို80ဘန်တို့90ဘန်တို့ Super Stone တို့ပါဂျယ်ရိုတို့မှန်းပါလားတဲ့မစ္စတာမှန်းနေဟာလေးဘိန်းဆိုတော့တကယ်လို့မြန်မင်းကြီးမှန်းချက်ကအရန်နေနေတာဖြစ်တဲ့အတွက်လေးဘိန်းတော့မှရကြမှာရမှာမင်းအလကားရတဲ့ကြီးမှန်းချက်ကိုတော့မှမင်းကြီးမထားနိုင်ဘူးဒါလေးကကျွန်တော်ဖေပြောခဲ့တာလေးပေါ့ဒီလိုမျိုးပေါ့ဒါကြောင့်မို့ကျွန်တော်တို့ကသိန်း2000ခွဲတန်အိမ်ကိုတင်လိုက်တဲ့အချိန်မှာဒီသိန်း2000ခွဲတန်အိမ်ကိုကျွန်တော်မဝယ်နိုင်ပါဘူးလို့ဆိုတာကဒီနေ့မြင်လို့ဒီနေ့မဝယ်နိုင်တာပဲရှိမယ်နောက်3နှစ်မှလည်းဝယ်နိုင်မယ်နောက်5နှစ်မှလည်းဝယ်နိုင်မယ်နောက်10နှစ်မှလည်းဝယ်နိုင်မယ်